မှာတပေါင်းနဲ့တရက်တာဘာတွေစားလို့ရလဲဆိုတော့ vlog လေးဖြစ်ပါတယ်ရှင်။အရင်ဆုံးတန်းစီရတယ်ပေါ့နော်။ပြီးတော့လို့ရှိရင်ကိုယ်လည်းရောက်ရင်ဘန်းအောင်ယူပြီးတော့ကိုစားချင်တဲ့မုန့်လေးတွေထည့်လို့ရပါတယ်ရှင်။ဒါကတော့ဂျိုဇာ sausage ပေါ့။ပြီးတော့ stuff စီမှာကိုကြိုက်တဲ့ဟာလေးမှာလို့ရပါတယ်။ဒီမှာကချက်ပေါင်ပေါ့နော်ချက်ပေါင်နဲ့အကျော်စား sausage ပန်းလေးမှာခဲ့ပါတယ်ဒီ3ခုကိုရမ်းထောင်လေးရကြပါတယ်ဒီလိုလေးပစ္စည်းလေးတွေပေါ့နော်ဒါကတော့ Linda Green Dumpling ပေါ့နော်သူက Toy Story ရဲ့မှာပါတဲ့ aliens လေးတွေကိုပုံကထည့်ထားတာပေါ့နော်ရတာ3မျိုးပါတယ် chocolate ရဲ့ custard ရဲ့ strawberry ရဲ့ပါချိုမုံမွေးနဲ့အရတောင်လေးကကောင်းပါတယ်ပြီးတော့ရေကဲမော့ဆိုင်ရှိရောက်တဲ့နဲ့စားခြင်းလို့ဆိုပြီးတော့ Mickey Mouse ice cream sandwich လေးနဲ့စားပါတယ်ရန်လေးရတယ်ချိုစားပြီးတော့အနေစားချင်လာရဲဆိုပြီးတော့တရုတ်ဆိုင်ပေါ်တော့ပြန်လာကြပါလေဒီဆိုင်ကတော့ပေါ့နော်ခောက်ဆွဲနဲ့ထမင်းကိုအဓိကရောင်းနေဆိုင်ပေါ့နော်ဆိုင်အပြင်စင်လေးကိုသူကတင်မောရဲ့အတွင်းပိုင်းပုံစံလေးလုပ်ထားတာပေါ့နော်ကျမတို့ကခောက်ဆွဲတပွဲမှာလိုက်ပါတယ်ဆက်လိုက်ပေါ့နော်ပြီးတော့မှန်လေးကနေတစင်းစပူမှုတွေချက်နေပုံမြင်ရရပေါ့နော်ကျမတို့မှာလိုက်တဲ့ဆက်ထဲမှာခောက်ဆွဲရဲ့အေးရဲ့ဒီဇက်တစ်ပွဲပါတယ်ပေါ့နော်ကြောက်ဥက Mickey Mouse ပုံစံလေးနဲ့ပြီးတော့ဒါပြားကြီးရတယ်ကြီးပါပိုက်ဆာဆန်ဆွေးလေးကြရအောင်စားလို့အရင်ကောင်းပါလေဒါ Snow White အင်ဂျင်လေးပါပြီးတော့ဒါကကျတော့ Sleeping Beauty တွေကပေါ်လူလာရဲ့ဝတ်စင်ပေါ့နော်ဘယ်ရောက်လဲချစ်စရာပြီးတော့မှန်ကြီးဒီမရဲ့အင်ဂျင်စက်ကလေးပြီးတော့ကစားစရာရေးစီးပြီးသွားတဲ့အခါကျတော့ဘိုင်းနေဆန်လာလို့ဆိုပြီးတော့နမေကြီး churros ဝယ်စားပေါ့နော်ဒီ churros အချောင်းလေးတွေ Disney လမ်းမှာနာမည်ကြီးပါတယ်သူက chocolate နဲ့အရသာရှိလို့ cinnamon နဲ့အရသာရှိပါတယ်ကျမတို့က chocolate အရသာနဲ့စားခဲ့ပါတယ်ရှင်ကဲနောက်ဆုံး dinner အချိန်ရောက်လာပြီပေါ့နော် dinner အချိန်ကဒီပိုင်တဲ့ဝအောင်ဆိုပြီးတော့ဒီထမင်းပေါ့နော်ထမင်းရောင်စားပြပါတယ်သူကြောက်ဦးလေးအရင်ချစ်တာဘယ်လိုလုပ်လဲမသိဘူးရပေါ့ဂရိုက်ဆိုမချောင်းဝယ်စားပါတယ်မစားနိုင်လို့အိမ်ပယ်သွားပါတယ်ဒေတာဆိုရှင်တော့ဗီဒီယိုရဲ့အဆုံးလေးရောက်လာပြီပေါ့နော်ဒါဒီနေ့တင်ပေးတဲ့ဟာကကျတော့ဒီအစားအသောက်ဒီလောက်ပဲပေါ့နော်။နောက်တင်ပေးတဲ့ဒီလောက်ကျလို့ရှိရင်ဒီနေ့လမ်းသွားခဲ့တဲ့အစားဆုံးပေါ့နော်ဒီမနက်ကနေညအထိကိုအပြည့်ရိုက်ထားလို့တမရီမိဘလောက်ရှိတဲ့ဒီလောက်ဖြစ်လာလို့ရှိတယ်။ဆက်ပြီးတော့အားပေးကြပါနော်။ဒါ